ကဲဆိုတော့ brother အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့မှာရှိတဲ့ Diamond 900ကျော်နဲ့လာတိုင်းဖောက်နေကြဖြစ်တဲ့ Starlight ဖောက်သွားမှာဖြစ်ပါတယ်ကဲတော့ Diamond တွေဘယ်လောက်ကုန်လာပြီးတော့ Starlight ဘာကတ်တွေရသွားမလဲဆိုတော့သိချင်နေဆိုရင်တော့ video လေးကိုအဆုံးထိ like ကြည့်ပေးဖို့ပြောချင်ပါတယ်ဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ video ကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe လေးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့်ဆက်ဆက်လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲဆိုထုံးစံအတိုင်းပဲဒီလမှာတော့ Starlight Skin အသစ်ကကျွန်တော် Hira Starlight Skin ပေါ့နော်ကဲတော့ရှင်းရှင်းဝေးတွေမပြောတော့ဘဲနဲ့ကျွန်တော်တို့ tutorial လေးနဲ့အရင်ဆုံးစပြီးတော့ဆွဲလိုက်ပါမယ်ဒီတစ်ခါမှာတော့ကျွန်တော် Starlight Point တွေရတယ်ဆိုပေမဲ့တိတ်ဘာမှအများကြီးထွတ်ထွတ်တော့ပြောင်းလဲသွားခြင်းတော့မရှိဘူးဘာမှတော့မပေါက်သေးဘူးကဲဆက်ပြီးတော့ဆွဲရမှာပဲကောင်းကြီး Okay ဒီတစ်ခါလေးခါဆွဲလိုက်မယ်ကောင်းကြီး Okay easy လေးပဲသွားမယ် Okay ဆိုတော့ fragment တွေရတယ်ဆိုတော့မဆိုပါဘူးတကယ်လို့ brother တို့မှာ diamond တွေပို့နေတယ်ဆိုလို့ရှိရင်တော့ Starlight ကိုဖောက်ဖို့တော့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘာလို့လဲဆိုတော့ Starlight ဖောက်တယ်ဆိုရင်ကျွန်တော်တို့က Starlight level နည်းနည်းတက်တယ်ပေါ့အဲ့တကူဦးဟေ့ပေါက်သွားပြီဟိအောင် normal Starlight တကယ်ပေါက်သွားပြီလက်ရှိမှာ diamond က996လုံးတော့ကျန်သေးတယ်ကောင်းကြီး Okay ဒါပေမဲ့လည်း Starlight တကယ်ရသွားပြီဆိုတဲ့အတွက်ကြောင့်မလို့တန်သွားပြီဗျာဒါပေမဲ့ normal ကပ်ပဲရှိသေးတယ်ပေါ့နော်ကျွန်တော်ဆက်ပြီးတော့ဆွဲလို့ရသေးတယ်ဒါကျွန်တော်တို့10ချိန်လေးဆွဲရင်ကောင်းမလား brother တို့ဘယ်လောက်ဆွဲရင်ကောင်းလဲခင်ဗျာပါတော့9ချိန်ဆွဲလိုက်မယ်နော်ကဲဒီတစ်ခါမှလည်း Starlight တကက်ထပ်ပြီးတော့ပေးလာချက်ရှိုးမယ်ကောင်းကြီးဟေ့အောင်ရေး premium တကက်ဟုတ်တည်ရဲ့လားနော်မိုးတော့ဘာဒီသဘောကောင်းနေလဲတော့မသိဟုတ်တည်ရဲ့လားနော်တိတ်တော့မဟုတ်တော့ဘာလို့ဆိုတော့ brother ကျွန်တော် diamond 900ကျော်လဲဖောက်တာဗျာ diamond ကကျွန်တော်ဒီမှာ900ကျော်ကျတယ်200ကျော်ပဲကုန်သေးတယ် normal တကက် premium တကက်ဆိုတာရလွန်တာပေါ့လို့နော်လွန်တာပေါ့အမှန်တကယ်ဆိုဗျာဒီကောင်ထပ်ပြီးတော့ပေးထားတော့မရှိတော့တကက်ပေါက်ပြီးတော့ဒီကောင်ပြီးပြီပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော် Starlight ကို normal တကက် premium တကက်ရသွားပြီပေါ့နော်ဆိုတော့ဒီကမို့တော့ဘာဒီသဘောကောင်းနေလဲတော့မသိဘူးပေါ့နော်နောက်ထပ်ကျွန်တော်တို့တန်းတော့ထပ်ပြီးဆွဲလိုက်တဲ့အခါမှာလဲ Starlight point ကြီးပါညာလေးပေးတယ် diamond က400ကျော်တော့ရှိသေးတာဆိုတော့ကောင်းကြီးကိုတကယ်မှတန်သွားပြီကဲတော့ကျွန်တော်အနေနဲ့ဆက်ပြီးတော့မဆွဲတော့ဘူး Starlight skin ပဲကျွန်တော်တခါတည်းတန်းဝင်လိုက်တော့မယ်ပေါ့နော်ပြောမယ်ဆိုတော့ဒီတစ်ခါ YC ကိုဖောက်ရတာတော်တော်ကြီးကိုမှတန်တယ်လို့ပြောလို့ရတယ် normal တကက် premium တကက်ဆိုတာကြီးကဗျာတော်တော်ကြီးကိုမှလမ်းလို့ ကဲ straight down လို့ကျွန်တော်နေမှာပုံနေတဲ့ Starlight တကက်ကိုလည်းကျွန်တော် TikTok မှာเนาะကျွန်တော် TikTok အကောင့်မှာကျွန်တော် brother တို့က giveaway လေးပါညာလေးစီစဉ်ပေးမယ် YouTube အတွက်လည်းကျွန်တော် giveaway စီစဉ်ပေးရတယ်เนาะဒီဗီဒီယိုမတိုင်ရင်ရှေ့မှာကျွန်တော် QR ဖောက်ထားတဲ့အပုတ်မှာကျွန်တော် brother တို့အတွက်ဒီ weekly pack အယောက်20စာပေါ့เนาะ giveaway လေးလုပ်ပေးရပါတယ်အဲ့တော့ပေါင်ဝင်ကဆန်းနေတယ်ဆိုတော့အဲ့ဒီဗီဒီယိုလေးကိုတွားပြီးတော့ကြည့်လို့ရပါတယ်ကဲအခုလောလောဆယ်ကတော့ကျွန်တော်တို့ဒီလမှာတန်လေးနဲ့ရရှိကြတယ်ကျွန်တော် Hira Starlight skin ပေါ့เนาะပြောရမယ်ဆိုလို့ရှိရင်ကျွန်တော် Starlight level လေးတက်တယ်ဗျာပေါက်တာကိုမှနှစ်ကတ်အောင်ပေးတာ normal တကက် premium တကက်ဆိုတာကြီးကလွန်လုံးနေကောင်းကြီးတယ်ဘာပြောခုလိုပေါက်သွားရတဲ့တကယ်ကိုမှပြောတယ်ကဲဆိုတဲ့အတွက်ကြောင့်မို့အခုလောလောဆယ် diamond က400ကျော်ပို့သေးတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်အနေနဲ့အခုလက်ရှိမှာဒီ Starlight painted skin ပေါ့နော် diamond 100တန် painted skin ဝယ်တယ်ဘာလို့ကျွန်တော်ဝယ်လဲဆိုတော့ဒီ painted skin က time limited ဖြစ်တဲ့အတွက်ကြောင့်လို့ပါနောက်ပိုင်းနေမှာဒီကောင်ကပြန်လာဖို့ဆိုတာလုံးဝမသိကြတဲ့လောက်ရှိပါတယ်အဲ့ဒီကြောင့်ကျွန်တော်အနေနဲ့တခါတည်းပဲဒီHiraရဲ့ painted skin ကိုဝယ်လိုက်ပါတယ်ကဲဆိုအဆင်ပြေပါတယ် Starlight ဝင်မယ်ဆိုရင် brother တို့အနေနဲ့အခုလိုမျိုးပေါ့နော်Starlight ဒီ loading effect လေးတွေဘာညာလေးရမယ်ပြင်မှာကျွန်တော်တို့ Starlight fragment လေးတွေလည်းရမယ်ပြီးတော့ shop ထဲမှာရှိတဲ့ခုလိုမျိုး skin လှလေးနဲ့ပြန်ပြီးတော့ exchange ဘာညာလေးတွေလုပ်လို့ရမယ်ပေါ့ဗျာဒီလားဒီတစ်ခေါက်ကပြောမယ်ဆို Starlight ဖောက်ရတာတော်တော်တန်တယ်လို့ပြောလို့ရတယ်ဗျာဒီလားဒါပါ skin ဒါ face skin ဒီတစ်ခေါက် battery ရဲ့ဒီ Starlight skin နဲ့ဒီ Leslie ရဲ့ Starlight skin ကိုကျွန်တော်ပြန်ပါလာတာတော်တော်လေးတော့သဘောကျတယ်နောက်မှပဲဝယ်တော့မယ်ပေါ့နော်ကဲအခုလောလောဆယ်ကတော့ကျွန်တော် Starlight skin ကိုတွားပြီးတော့စမ်းပြရမယ့်အချိန်ကိုရောက်လာခဲ့ရဖြစ်ပါတယ်ကဲဆို Starlight skin scale animation effect လေးကိုဆက်လောက်တွားပြီးတော့ show ရအောင်ကောင်းကြီးဒီလာရပါတယ် Hira နော် Hira ဆိုတော့ဘယ်အောင်ရောက်သွား Hira ပဲပြောက်နေခဏနေအဲ hero ဆန်းကနေကြလို့ရှိရင် hero ပြောက်လို့လိုက်ရှာတယ်ဒုက္ခလည်းမတီးဘူးနော်ကောင်းကြီး hero အနေမဟုတ် Hira တန့်လာ fighter တက် fighter ပါနေပေါင်းဘယ်နာရောက်နေပါလဲခဏနေအဲ့လိုလည်းပဲကိုရီမှာ Hira ရဲ့ skin ကိုရှာဖို့ Hira ကို3မိနစ်လောက်ရှာလိုက်ရတယ်ရှာပြီးတဲ့နောက်မှာတော့နောက်ဆုံးတော့တွေ့သွားခဲ့ရဖြစ်ပါတယ်ကဲတော့ Hira ရဲ့ခုလာရဲ့တစ်ထွက်ရှိထားတဲ့ Starlight skin ရဲ့ skin animation effect လေးတွေဘယ်လိုနေလဲဆိုတော့တစ်ချက်သွားပြီးတော့ကြည့်လိုက်ကြရအောင်ဗျကဲဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီကောက် Starlight skin ကတော့ကျွန်တော်အနေနဲ့တော်တော်ကြီးကိုမှတန်တဲ့ diamond လုံးကားနဲ့ကိုရခဲ့တာပြောမယ်ဆိုလို့ရှိရင် YC တို့လာတိုင်း Starlight ကိုဖောက်လာတာတစ်နှစ်ကျော်ပြီမယုံဆိုလို့ရှိရင် YC ရဲ့ channel တွေက video တွေကိုဝင်ကြည့်ကြည့် Starlight ဖောက်တယ်ပေါ့နော်လာတိုင်းဖောက်တယ်ဒါပေမဲ့ဒီတစ်ခါအတန်လုံးပဲလို့ပြောလို့ရတယ်အရင်တော့ကလည်း premium ကတ်တွေပါတွေပေါက်ပူးခဲ့တာရှိတယ်ဆိုပေမဲ့ premium တကတ် normal တကတ်ဆိုပြီးပေးခဲ့တာတော့မရှိဘူးပြီးတော့ရှိခဲ့လို့ရှိရင်လည်းဗျာကျွန်တော်မမိတာပဲနေနေမယ်ရှိခဲ့လို့ရှိရင်လည်း diamond နည်းနည်းလေးနဲ့ရခဲ့တာမရှိတော့ဘူးဒါပေမဲ့ဒီတစ်ခေါက်ကတော့ premium ကော normal ကောကကျွန်တော် diamond 200ကျော်လေးနဲ့ရတယ်ဆိုတာကြီးတော်တော်ကြီးကိုမှလမ်းလို့ပါတယ်ကဲဒါတော့အခုလာရဲ့တစ်ထထားတဲ့ Hira ရဲ့ Starlight skin ရဲ့ scale effect အနေထားလေးပဲဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင် Hira တော့ကျွန်တော်သိမကင်ပြတော့ test ပဲအကြောင်းပြောမယ်ဆိုတော့ဒီမှာ
မှာခုတ်လိုက်လို့ရှိရင် enemy ရဲ့ခေါင်းပေါ်မှာပေါ့နော်တန်းလေးပေါ်လာတာလေးကတော်တော်လေးမှလှတယ်ပြီးလို့ရှိရင်ဒီကောင်ခြုံထဲဝင်လို့ရှိရင်လည်းပြန်ပြီးတော့ဟီးရပေါ့နော်အဲ့လိုဟီးနေတဲ့အချိန်အတော်အတွင်းမှာကျွန်တော်ရလိုက် effort လေးကလည်းတော်တော်လေးကိုမှလှပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုမှလမ်းတယ်လို့ပြောလို့ရကျွန်တော် edit mate ကိုတော့မကြည့်ရသေး edit mate ကလည်းဘယ်လောက်ထိလမ်းလဲဆိုတော့ကျွန်တော်ပြင်တစ်ချက်လောက် show မယ်ပေါ့နော်ကဲဒါတော့ကျွန်တော် skill 2လေးချက် show မယ် okay skill 2ကပြောမယ်ဆိုဒီ hater ဗျာပြင်မလား fighter ပဲဆော့ရောမဲတော်တော်အဆင်ပြေ edit mate ကိုကြည့်ရမယ်ဆိုရင်တော်တော်လေးကိုမှအားရဖို့တော့ကောင်းတယ်ပြောမယ်ဆို edit mate ရဲ့ skill effort ကထူးခြားလိုက်ပြီဆိုလို့ရှိရင်ထွက်လာတဲ့ effort ကကြာလေးပုံရင်တော့ပို့ပြီးတော့လှမယ်ဗျာဒါပေမဲ့တော်တော်ကြီးကိုမှလည်းလမ်းတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ် Kiss Rock brother တို့ကဒီအခုလိုက် hater ရဲ့ starlight skin ကိုဘယ်လိုမြင်လဲဆိုတော့ comment လေးမှာဝင်ရောက်ဆွေးနွေးငင်းခုန်သွားပြီးလို့ရပါတယ်ဆိုတော့ကျွန်တော် YouTube မှာလည်း giveaway လေးလုပ်ပေးရပါတယ်အဲ့တော့ giveaway မှာလည်းသွားပြီးပေါဝင်ကဆန်းမှာကျွန်တော် TikTok account လည်းရှိပါတယ်ကျွန်တော် TikTok account လေးမှာလည်းလာပြီးတော့ပေါဝင်ကဆန်းမိကြဖို့အတွက်ပြောချင်ပါတယ် Kiss Rock အတွက်ကြောင့်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲအဆုံးလေးလိုက်ကြည့်ပေးကြလို့အားလုံးပဲစောကြည့်ပဲဒီထိပေါ့နေပန်ရောက်ကြပါသေးဗျာ